အခုဒီဘွားတော်ကိုတည့်ရသူလည်းရှိမယ်မတည့်ရသူလည်းရှိဦးမှာပေါ့နော်အခု TikTok မှာဆိုအရန်နာမည်နိုင်ငံတကာကနေအရန်တည်င်းတွေအရန်မျိုးတင်လာတယ်တော့တရုတ်နိုင်ငံမှာဆိုလည်းအခုအရန်ကြက်ထနေတာသူ့အကြောင်းကိုကျွန်တော်ပြန်ပြီးတော့အသေးစိတ်ဘုဟုတုဒရအောင်ပြောပြမှာနော်သူက2014 2019တုန်းကတရုတ်နိုင်ငံမှာတော်တော်ကိုဂျုံငွေသွားတော့ဟုတ်တယ်နော်သူကအဲ့ဒီတုန်းကတရုတ်လူမျိုးပေါင်းဒီ3,800ကျော်ကိုသူကလိမ်လည်သွားသူဖြစ်တယ်အဲ့ဒီလိမ်လည်သွားတဲ့ဒီ3,000ကျော်ထဲမှာ90ကျော်ရခိုင်နှုန်းကတက်ကြီးရွယ်ဟိုတွေဖြစ်တယ်သူကဘယ်လိုမျိုးလိမ်လည်သွားလဲဆိုရင်သူကဒီ2014တုန်းကပေါ့2014တုန်းကလမ်းချန်格瑞蓝的或者蓝城格瑞这个公司，对个公司干的的，今年没那么苦苦牺牲比了的，得几月我的个，我的他比了多啊，累的，不能没有累的所以多啊，得几月我的所以都是变成拉萨，变成北山，但当我收藏他的阿妈看见我的多啊。有钱啦，啊，然后多啊，啲得只有個一啲公民嚟講，你冇那麼一些問題講嘅，啊，做咩東亞呀，海龍啲亞美所嘅一啲橄欖青嘅多啊，吹上去嘅，啊，然後一啲湯色嘅東亞，我諗湯色嘅東亞，屌你嘛，一啲特定嘅當食堂，一啲聽嘛，都得只有啦，講。အဲ့တော့သူစီရင်းနှီးမြှုပ်နှံကြတယ်သူရင်းနှီးမြှုပ်နှံမှုအဲ့ဒီလိမ်လည်မှုပုံစံဘယ်လိုမျိုးလဲဆိုရင် Ponzi scheme လားမသိဘူး scheme လားမသိဘူးအဲ့ဒီပုံစံရင်းနှီးမြှုပ်နှံသူအဟောင်းတွေကိုရင်းနှီးမြှုပ်နှံသူအတစ်တွေပတ်စံနဲ့အမြတ်ဝင်ပြန်ပေးတယ်အဲ့လိုမျိုးပုံစံပေါ့အဲ့ဒါကို2019ထိသူ့မမိတယ်အဲ့ဒါ2019ရောက်တော့သူ့ကိုဒီအစိုးရကသူ့ရဲ့အလုပ်ကုမ္ပဏီအကြောင်းတွေကိုစုံစမ်းပြီးတော့တည်င်းတွေတည်လာတော့သူကအဲ့ဒီအစိုးရသူ့စီဖောင်ရာမျိုးလာမဖန်ခင်တော့အဲ့ဒီ2019မှာသူကဒီ UK ကိုထွက်ပြေးသွားတယ်အဲ့ဒါနဲ့သူကသူ့ကိုဒီကျိုးအစိုးရဘာမှမလုပ်နိုင်ပဲဖြစ်သွားတယ်သူကအဲ့ဒီတုန်းကဘလောက်ထိလိမ်လည်သွားလဲဆိုရင်အဲ့ဒီဘယ်လိုပြောမှလဲတက်လုံးစုဆောင်းလာတဲ့ပတ်စံဘယ်လိုအမခံကြေးလို့ဆိုတော့နည်းနည်းနော်ရင်မဟုတ်တယောက်ထင်းဆိုတော့မှအဲ့တော့အဲ့တုန်းကပတ်စံတဲ့တောင်မှတရုတ်ယွမ်400ပြီး40ဘီလီယံနီးပါးရှိတယ်ဒေါ်လာနဲ့ဆိုရင်6ဘီလီယံနီးပါးရှိတယ်9.6 ဘီလီယံဆို6ဘီလီယံနီးပါးရှိအောင်ပေါ့အဲ့တုန်းကပတ်စံအဲ့လိုဒီနေသွားတယ်အဲ့တော့တရုတ်နိုင်ငံမှာအဲ့တုန်းက2019တုန်းကတက်တော်ကရထားသွားတဲ့အဲ့ဒီတင်းဆိုသူ့ကိုတရုတ်နိုင်ငံကဟာလို့ဆိုရင်တော့ crypto coin လို့ပြောတယ်ပြောမယ်ဆိုရင် online နေမှုပြင်မှာပေါ့အဲ့လိုဒီအဲ့ဒီတက်ကြီးတွေဦးတွေဆိုရင်ကကြည့်လေတက်လုံးစုဆောင်းလာတဲ့ပတ်စံတွေပါသွားတယ်အဲ့သူတို့အရွယ်ဆိုပြန်ပြီးနလန်ထူပြီးတော့ပြန်ပြီးဘဝတစ္ဆလို့ပြီးလှုပ်ဆောင်လို့ရလို့တဲ့အရွယ်ပေါ်တက်ကြီးသွားပြီလေအဲ့ဒါနဲ့ဒီကိုအစိုးရဆိုအဲ့တော့တော်ကိုတိုင်ပတ်သွားတာပေါ့အဲ့ဒါနဲ့ဒီကိုအစိုးရကသူ့ကိုတနည်းနည်းအထိသူ့ကိုရှာတယ်ဒါပေမဲ့ဘယ်လိုမှမရတော့နိုင်ငံတကာလုံးရဲ့အစိုးရတို့နိုင်ငံတကာတို့ကအကူအညီတောင်းထားလိုက်တယ်ပေါ့အဲ့ကောင်းထားလိုက်တယ်ဒါပေမဲ့သူကဒီလန်ဒန်မြို့မှာသူကအဲ့ဒါနဲ့ဒီ UK လန်ဒန်ကအစိုးရ UK အစိုးရကပေါ့နော်တနေ့ကသူဒီဘယ်လိုပြောမှလဲဒီလန်ဒန်မှာသူတစ်လကိုပေါင်19,000စတာလင်ပေါင်တော့19,000ပေးပြီးစင်ဟိုတယ်မှာထဲမှာနေတယ်အဲ့ဒီနေတဲ့နေရာမှာပေါ့သူကအဲ့မှာအစနတ်နေတယ်အဲ့တနေ့တော့သူက2018ရောက်တော့သူက2018မှာသူကအိမ်ဝယ်ဖို့လန်ဒန်မှာအိမ်ဝယ်ဖို့သူကစူးစမ်းတယ်ပေါ့အဲ့တော့သူရဲ့စူးစမ်းသူရဲ့အချက်အလက်တွေကိုဒီ UK အစိုးရကတတိထားမိပြီးတော့အဲ့အချက်လက်တိုင်းစုံစမ်းပြီးတော့သူအခုသူတလောက်ကိုပေါင်စတာလင်ပေါင်19,000ပြီးပြီးတော့အစနတ်နေတဲ့အိမ်ဟိုတယ်သေးကိုသူက UK အစိုးရကဝင်ရောက်ရှာဖွေတယ်ဝင်ရောက်ရှာဖွေတော့ဒီBitcoin 6 သိန်းကျော်လားမသိဘူးဟုတ်တယ်6 သိန်းကျော်လားမသိဘူးအဲ့လောက်ပါလေခရီးယာတွေကိုဖန်ဆီးရမိတယ်ပေါ့အဲ့ဒီ Bitcoin 6 သိန်းကျော်အဲ့ဒါဆိုရင်လေသူရဲ့ UK ရဲ့တမိုင်းတစ်ချောင်းမှာအများဆုံးအမျိုး Bitcoin လိမ်လည်မှုအဖြစ်မှတ်တမ်းတင်တော့ပေါ့ဒါပေမဲ့အဲ့တော့ဖမ်းမိတဲ့အချိန်သူ့ပိုင်ရှင်အစ်စ်ကိုမဖမ်းမိဘူးသူ့ရဲ့လက်ထောက်တွေပါရတွေမှာပေါ့အဲ့ဒါကိုသူကပိုင်ရှင်အစ်စ်ပါဆိုပြီးလင်ခိုင်းပြီးတော့ထောင်ထဲဝင်တော့ခိုင်းလိုက်တယ်ဒါပေမဲ့သူ့ရဲ့မိသားစုတွေကသူကပြန်ပြီးထောက်ပံ့ပေးတာပေါ့ဒါပေမဲ့ UK အစိုးရကသူ့ရဲ့တည်အချက်တွေပြီးဆုံးမှုကြောင့်လည်းမျိုးပေါ့လေရုပ်တိမရှိချင်းတောင်မယုံမနဲ့ဆက်လက်ပြီးတော့ UK အစိုးရလည်းစုံစမ်းတော့သူကဒီ2024ဧပြီလမှာဒီလန်ဒန် UK နိုင်ငံ York မြို့မှာသူ့ကိုအဲ့မှာ station နဲ့နေချိန်သူ့ဖန်ဆီးရမိသွားတယ်
ဖန်စီရမိသွားပြီမဲ့သူ့ကိုဒီအခု2025နိုဝင်ဘာလကျမှသူ့နိုဝင်ဘာလ7ရက်နေ့ကျမှသူ့စီရင်ချက်ချတာပေါ့နော်အဲ့ဒီစီရင်ချက်မချခင်သူ့2025ဒီစက်တင်ဘာ29ရက်နေ့ကသူကအကုန်လုံးကိုအပြစ်ရှိကြောင်းသူ့မှာပြစ်ရှိကြောင်းတော့ဝန်ခံလိုက်တယ်ဝန်ခံမှုဆိုသူကအပြစ်တော်ကြီးပါလေ2025နိုဝင်ဘာ29ရက်နေ့မှာသူအပြစ်ရှိကြောင်းဝန်ခံလိုက်တယ်ပြီးတော့ဒီ2025နိုဝင်ဘာ7ရက်နေ့မှာသူ့ကိုဒီဘယ်လိုပြောမလဲနန္ဒာမျိုးဆော့ဝက်လာမဒီကိုအမေတော့ပဲဆော့ဝက်အဲ့ဒီဆော့ဝက်ဒီ crown ဆိုတဲ့ຢာအောင်လာမဒီအဲ့ကနေသူ့ကိုဘယ်လိုပြောမလဲငွေကြေးလိမ်လည်မှုအမျိုးလက်ဝဲထားရှိမှုအဲ့ဒီမျိုးအပြစ်တွေနဲ့သူ့ကိုထောင်လန်းဒီ17နှစ်နဲ့8လသူ့ချမှတ်လိုက်တာပေါ့သူ့17နှစ်ချမှတ်လိုက်တာဟုတ်တယ်ဒါပေမဲ့တကယ်လို့သူကဒါ UK မှာမလို့နော်တကယ်လို့သူတို့ဒါဒီတရုတ်ကိုလက်လွှဲပေးလိုက်ရင်မင်းကျန်လို့မျိုးတရုတ်မှာကအဲ့လိုမျိုးကြားဖြန့်တွေအဲ့လိုမျိုးတွေကိုသူကလုံးဝအဲ့လိုမျိုးလက်လွတ်မထားဘူးတိတ်တံပေးမှာအဲကြောင့်သူကအပြစ်လက်ဝန်ခံတယ်ဆိုကြောင့်သူများ UK ကဘယ်လိုရောမလားဒီမိုကရေစီနိုင်ငံဆိုတော့အဲ့လိုပဲသူ့ကိုချလိုက်တာဟုတ်တယ်တလောက်ပါပဲဒါတော့တရုတ်နိုင်ငံရဲ့ပထမဦးဆုံးကနေဦး online 诈骗ဘီယမပြီးတင်စားခံရတဲ့钱志民ဆိုတဲ့ဒီ online ဘီယမပေါ်တော့မှကျွန်တော်ဖြစ်ပါတယ် Okay နောက်ထပ်လည်းဒီထက်ပိုကောင်းတဲ့ဘုရားရစင်ပဲအရာပြောပြပေးတော့ဆက်လက်ပြီးကြည့်ရှုစောင့်မျှော်ပေးကြစိုက်ကြံ